ဘောဆိုခဲ့တယ်လေးလေးမဟုတ်တော့တာမင်းဒီအောင်ဖွင့်ပြောရမှာလားခါလေးပြောနေကြလားမင်းစိတ်ကောင်းတာညဝန်လေးများကမျက်ရည်ချတဲ့အခါလေးဆိုလေးတယောက်လို့ချော်ရ